တထေးသားလေးနဲ့ကျွန်တော်တို့ရဲ့မင်းသားကိုတမင်တက်တက်ထောင်ချောက်ဆင်ပြီးဂူပြင်ကနေတကားပိတ်ပစ်လိုက်တဲ့လူယုံမာတစုသူတို့ရဲ့ရည်ရွယ်ချက်ကရှင်းရှင်းလေးပါအေယာမပင်ကူကြီးလက်ချီရဲ့လက်ချက်နဲ့ဒီနှစ်ယောက်ကိုအစဖြောက်ပြီးဂူထဲကယတနာတွေနဲ့မာနာကြောက်တုံးတွေကိုအလက်ကားအလစ်တုပ်ချင်ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့အားလုံးကြီးမားတဲ့အမှားတစ်ခုကိုလုံးမိသွားတာကတော့ကျွန်တော်တို့မင်းသားရဲ့လျှို့ဝှက်စမ်းကြဲတဲ့စွမ်းအားကိုလုံးဝထဲမတွက်မိခဲ့တာပါပဲအခုချိန်မှာတော့ခအဆင့်ကူကောင်းဆောင်ကြီးနဲ့ရင်ဆိုင်နေရပေမဲ့မင်းသားရဲ့မျက်လုံးထဲမှာကြောက်ရွံ့ရေးတစ်စက်မှမရှိတော့ပါဘူး။လက်ရှိပြင်းထန်လာတဲ့တိုက်ခိုက်မှုတွေကိုလျင်မြန်တဲ့အရှိန်နဲ့ရှောင်တိန်ရင်အားနည်းချက်ကိုရှာဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ပင့်ကူကြီးရဲ့အရေးပြားကအတော်လေးထူထဲလွန်ပြီးအစစ်ရည်တွေနဲ့ပါပြန်လဲတုတ်ပြန်လာတဲ့အခါမှာတော့မင်းသားရဲ့မောပတ်မှုအဆင့် Fatigue Out က59ထိထိုးတက်သွားခဲ့ပါပြီ။အချိန်ကျမသွားဖို့အတွက်မင်းသားဟာမာနာကိုအသုံးပြုပြီးရွှေရှားမှုနှုန်း3မြင့်တင်ပေးတဲ့စွမ်းရည်တစ်စပရန်တာကိုထုတ်သုံးလိုက်ရပါတော့တယ်။ဒီမြင်ကွင်းကိုဘေးကနေပါဆက်အဟောင်းသားကြည့်နေတဲ့တထေးသားလေးကတော့ဒါဟာအဆင့်မူဆိုးတယောက်ရဲ့စွမ်းရည်မျိုးဟုတ်မဟုတ်ရဲ့လားဆိုပြီးစက်ကွက်တွေရှောက်တွေးပါတော့တယ်သူထင်လိုက်တာကမင်းသားဟာမိမိရဲ့စွမ်းရည်ကိုတမင်လျှော့ချပြီးလူတက်ရတာကိုပျော်မွေ့တဲ့တရားမဝင်စီရင်တွင်းထားသူစိတ်မမှန်လူတက်သမားတယောက်ပေါ့ဒါပေမဲ့မင်းသားကတော့သူ့ကိုဂယုစိုက်ဖို့အချိန်မရှိပါဘူးမောပန်းမှု80ထိရောက်ပြီးမြေပြင်ပေါ်ရိုက်ချခံလိုက်ရတဲ့အကြက်တဲမှာပဲဆုလက်တွေကိုအမြန်သုံးခန္ဓာကိုယ်ကိုပြန်လဲကုစားပြီးပင့်ကူကြီးရဲ့မျက်လုံးထဲကိုလက်နက်နဲ့အာရပါရထိုးဆိုင်ပစ်လိုက်ပါတယ်ထုံကျင်ချင်းနဲ့တွေးထွက်ခြင်းတက်ရောက်မှုတွေနဲ့အတူဝချကြီးကျဆုံးသွားပြီးမင်းသားဟာ level 3ဆင့်စက်တိုက်တက်လန်းသွားခဲ့ပါပြီပင့်ကူကြီးတည်သွားတာနဲ့မောကြောက်တုံးကိုထုတ်ယူနေတဲ့မင်းသားကိုကြည့်ပြီးတထေးသားလေးကကြောက်လန့်နဲ့ရေပလင်းတွေကန်းကြောက်တုံးတွေကူတူးပေးနေတော့ခုနကထွက်ပြေးသွားတဲ့လူယုံမာအဖွဲ့ပြန်ရောက်လာပါတယ်သူတို့ကတခင်လေးရဲ့အဖိုးတန်ဝစ်စုံတွေကြောင့် Ledge ကိုတတ်နိုင်ခဲ့တာလို့ထင်ပြီးတထေးသားလေးကိုအဖွဲ့ထဲသွင်းဖို့အတွက်မင်းသားကိုတက်ပစ်ဖို့အမိန့်ပေးပါတော့တယ်အဖွဲ့ခေါင်းဆောင်ကသူတို့ဟာလူတစ်တွေကိုအသုံးချပြီးပစ္စည်းလူနေကြအဖွဲ့ဖြစ်ကြောင်းပြောင်းဝင်ခံလိုက်တဲ့အခါစနစ် system ကနေကစားသမားရဲ့နှလုံးခုန်နှုံးကိုရပ်တန့်စေမဲ့အရေးပေါ်မစ်ရှင်တစ်ခုထွက်လာပါတယ်မျက်စိရှိကလူ6ယောက်လုံးကိုတက်ပစ်ပါတဲ့မင်းသားအာယုံလွင့်နေတော့လှန်နဲ့ထိုးချလိုက်လို့လွင့်ထွက်သွားပေမဲ့ဒီအချိန်မှာမင်းသားဟာအမှန်တရားကိုသဘောပေါက်သွားခဲ့ပါပြီဒီစနစ်ဟာသူ့ကိုကာကွယ်ဖို့တင်မကပဲအစွမ်းထက်တဲ့ကစားသမားတစ်ယောက်ဖြစ်လာစေဖို့လူတက်ခိုင်းနေတာပဲဖြစ်ပါတယ်အားနည်းတဲ့သူတွေဟာအရာအလုံးအလူခံရမယ်ဆိုတဲ့လောကနိယာမတိုင်းသူ့ပုခုံးပေါ်လက်တင်ပြီးလာနောက်ပြောင်တဲ့ကောင်ကိုတစ်ချက်ထဲနဲ့ခေါင်းဖြတ်ပစ်လိုက်ပါတယ်ခဏအတွင်းမှာပဲကြံတဲ့လူ9ယောက်လုံးကိုမျက်စိတမိတ်အတွင်းရှင်းလင်းပစ်လိုက်ပြီးအဖွဲ့ခေါင်းဆောင်ကိုလည်းငါကအမြဲတမ်း level တက်နေတာဆိုတဲ့စကားတခွန်းနဲ့အတူအစဖြောက်လိုက်ပါတော့တယ်ကူပြင်ရောက်တဲ့အခါစုံစမ်းစစ်ဆေးရေးမှုတွေကအဆင့်တွေအကုန်သေးပြီးနဲ့အဆင့်ပဲအသက်ရှင်တာကိုတန်တရားဝင်နေပေမဲ့မင်းသားကတော့ရရှိလာတဲ့ passive skill အသစ် murderous intent လူတက်လို့သောစိတ်ကိုကြည့်ပြီးပုံမတန်မာတဲ့လမ်းစဉ်စီသို့ဆက်လက်ချီတက်သွားပါတော့တယ်